မိုးကလည်းရွာသလားဆိုမန္တလေးမှာငလင်တာကြီးလေးမှာရေပြင်းသွားဖြစ်နေဟိုနောက်မှာအဲ့ဒါရေပြင်းကြီးပဲအဲ့ဒါဒီရောက်နေရတဲ့ဘဝကဲဈေးဝယ်တွေလာလို့ရပါပြီဗျာနော်တော်ကြီးတိုင်ဖွင့်နေပါပြီတော့မိုးလည်းလင်းသွားပါပြီတော့မိုးရွာလည်းနားလို့မရဘူးပြောရောင်းရမှာမရောင်းလို့မရဘူးမို့ဆိုကြော်ကြီးနဲ့မိန်းမနဲ့နဘန်းပွဲတွေဖြစ်နေတယ်နော်အိမ်မှာဇိန်နဲ့နှံ့နေရတာဒီမှာကြော်ကြီးကမှဈေးအောင်ဈေးဝယ်ထွက်ကဲလာဝယ်လို့ရပြီလာစားလို့ရပါပြီဗျာစိတ်ကြိုက်အရသာတွေကြော်ကြီးကိုယ်တိုင်လုံနေပါတယ်နော်လက်ဆက်တဲ့အကင်းတွေကိုဆက်လက်ပြီးရောင်းနေပါတယ်နော်ဒါဒီလေးကားလေးကွင်းပေးမိန်းလမခါသေးနဲ့ကားလေးကွင်းပေးလမ်းကြားထဲမှာပေါ့နော်လမ်းကြားထဲမှာမခါသေးနဲ့ကားလေးကွင်းနှစ်ခုကြားထဲမှာပြင်မင်းကျော်အကင်းဆိုင်မှာဒါအားပေးလို့ရပါပြီလို့